တမကြီးဝင်းမြင့်လွတ်မြောက်လာပြီအမေစုရောမပါဘူးလားအမေစုရောမပါဘူးလားတမကြီးလွတ်လာပြီအမေစုရောမပါဘူးလားဆိုတော့စကားသံတွေကျွန်တော် comment တွေ message တွေအားလုံးမှာရောက်နေအဲ့တော့တမနာဦးဝင်းမြင့်ကိုလွတ်ပေးပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုဘာလို့မလွတ်ပေးတာလဲဆိုတော့မိကုန်းတွေကလည်းအပြည့်အဝရှန်တက်နေဒေါအောင်ဆန်းစုကြည်ကိုစစ်အုပ်စုကလွတ်ကိုလွတ်ပေးမှရပါလိမ့်မယ်တသက်ပတ်လုံးမှာစစ်အာဏာရှင်တွေဟာဒေါအောင်ဆန်းစုကြည်ကိုဝက်ဘဲတစ်ခုလို့သူတို့ထွက်ပေါက်ပိတ်တဲ့အချိန်မှာအစိုးတန်တရားရဲ့မျှချီခေါင်းဆောင်ဖြစ်ပြန်လဲထုတ်ကစားတတ်ကြပါတယ်တန်းရွှေနေဝင်းဟင်ညွန့်အခုမင်းအောင်လိုက်မပူပါနဲ့ဒေါအောင်ဆန်းစုကြည်ကိုစစ်အုပ်စုလွတ်ကိုလွတ်ပြီးရပါလိမ့်မယ်ကျွန်တော်တို့ဒီကနေ့အခြေအနေဟာတိုင်းပြည်အငတ်ဘေးဆိုင်တော့မဲ့အခြေအနေအချက်တဲကြီးကြီးမားလာပြီထွက်ပေါက်တွေအားလုံးပိတ်သွားပြီဂျုံကြချွတ်ချုံကြတိုင်းပြည်ဖြစ်နေပြီစစ်အုပ်စုဟာလည်းမရှုနိုင်မကယ်နိုင်အခြေအနေရောက်နေပြီအပြေမထွက်တော့အဲ့တော့ညကြီးရှာဖို့အတွက်ဒေါန်ဆန်းစုကြည်တယောက်သေးတာလေအင်အားစုအားလုံးအပေါ်မှာပေါ်စာညောင်းတဲ့ခေါင်းဆောင်အဖြစ်စုံရက်ဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်ဆိုတော့ဒေါ်လာအင်အားစုတွေကကုလူမြတ်ကျော်ကြီးဘာမှဆက်မလုပ်ရတော့ဘူးလားနေစမင်တဲလာလို့ဗျာတိုက်တဲ့လူကတိုက်ညှိတဲ့လူကညှိပြည်ရင်းပြည်ပနှစ်ဖက်ညက်ပြီးအစိုးတန်တရားရဲ့မျှကြီးတိုင်းပြည်ရဲ့ထွက်ရလန်းကိုရှာဖို့ဒေါန်ဆန်းစုကြည်ကိုစစ်အုပ်စုလွတ်ကိုလွတ်ပေးပါလိမ့်မယ်အချိန်တစ်ခုတော့စောင့်တိတ်မကြခင်ဖြစ်လာနိုင်နောက်တစ်ချက်ကစီအားတာမှုရှိမှနိုင်ငံရေးဖိအားပေးနိုင်တယ်ဗျဒါကြောင့်မို့အခုတွေကတော်လန်တက်တွေအကုန်လုံးစီအားတာအောင်တိဆောက်ထားကြဖို့လိုသလိုတစ်ဖက်အတွင်းအင်အားစုအပြင်အင်အားစုနားလည်မှုမလွဲပဲညကြီးစုံရက်ကိုရောက်လာရင်တော့ transitional justice ဆိုတဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုတိုင်းပြည်နှင့်လူထုပေါ်မှာကျူးလွန်သားတော့ပြစ်မှုများကိုအရေးယူအပြစ်ပေးခြင်းအခမ်းကဏ္ဍကိုတော့မေ့လို့မရဘူးဒေါန်ဆန်းစုကြည်က Nelson Mandela ပေါ့ဘုံမင်းအွန်လိုင်းတို့ကဒီကလပ်အစိုးရပေါ့ AMC က NUG နဲ့တော်လိုင်းအင်အားစုပေါ့ဒီဒီဇိုင်းကိုကျွန်တော်လှမ်းမြင်မိပါတယ်အမျှော်မြင်ကြီးကြဖို့တိုင်းပြည်အချက်တဲကလွတ်မြောက်ဖို့ထွက်ပေါက်တွေအားလုံးနဲ့အစိုးတန်တရားကိုမျှချီရှာနိုင်ဖို့ခေါင်းဆောင်တွေအားလုံးအမျှော်မြင်ရှိနဲ့တိုင်းပြည်လူထုမျက်နှာကိုထောက်ထားဖို့လိုအပ်တဲ့အချိန်လို့ပြောချင်ပါတယ်ဒါပြီ